မင်္ဂလာပါရှင်ဝမ်းချုပ်တယ်ဆိုတာကတော့ကလေးကနေလူကြီးထိကြုံတွေ့နိုင်တဲ့ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်တချို့တလေသားဆေးဝါးကူညီယူရပါမယ်တော်တော်များများဆိုလို့ရှိရင်တော့စားသောက်မှုနေထိုင်ပုံစံကိုနည်းငယ်ပြောင်းလဲလိုက်ရုံများနဲ့ဝမ်းချုပ်တဲ့ပြဿနာကိုလွယ်လွယ်ကူကူဖြေရှင်းလို့ရပါတယ်ဝမ်းချုပ်တယ်ဆိုတာကိုဒီလိုချက်တွေကိုကြည့်ပြီးတော့သိနိုင်ပါတယ်ဘယ်လိုချက်တွေလဲဆိုလို့ရှိရင်တော့တစ်ပတ်မှာဝမ်းသွားတာက3ချိန်ထက်နည်းနေရဆိုလို့ရှိရင်ပုံမှန်ဝမ်းသွားတဲ့အချိန်ကြီးထက်နည်းနေရဆိုလို့ရှိရင်ဝမ်းသွားဖို့အိမ်နာမှာထိုင်လိုက်တဲ့အခါမှာတအားညှိရတယ်ဆိုလို့ရှိရင်ဝမ်းသွားပြီးတဲ့အချိန်မှာတော့မှဝမ်းမိုက်ထဲမှာဝမ်းနေကြံနေသေးရဲ့လို့ခံစားရတယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ်နေပြီလို့ယူဆလို့ရပါတယ်ဝမ်းချုပ်တာဆိုလို့ရှိရင်ယောဂကြီးမမလို့ခေါင်းစဉ်တက်လို့မရပါမဲ့လည်းတကယ်ခံစားရတဲ့သူအတွက်ဆိုလို့ရှိရင်တော့တော်တော်လေးကိုနေရထိုင်ရခက်ပြီးတော့မတက်မတာဖြစ်စေပါတယ်ဒါကြောင့်မလို့ဝမ်းချုပ်တာကိုဆေးရုံဆေးခန်းနေမသွားရဘဲနဲ့အိမ်မှာတက်တာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေကိုပြပြပေးချင်ပါတယ်နံပါတ်1အနေနဲ့ကတော့ရေကိုမြတ်မြတ်တောက်ဖို့လိုအပ်ပါတယ်ရှင်။ဝမ်းချုပ်တဲ့လူတွေအားဆိုလို့ရှိရင်ရေကိုတစ်နေ့ကို 1.5 to 2.5 လီတာထိအနည်းဆုံးတောက်သုံးပေးဖို့လိုအပ်ပါတယ်။နံပါတ်2အနေနဲ့ကတော့အမြင်တက်ပါတဲ့အစားအစာတွေကိုများများစားပေးဖို့လိုအပ်ပါတယ်။အမြင်တက်ပါတဲ့အစားအစာတွေမှာဆိုလို့ရှိရင်ရေမှာပျော်ဝင်နိုင်တဲ့ soluble fiber နဲ့ရေမှာမပျော်ဝင်နိုင်တဲ့ insoluble fiber ဆိုပြီးတော့2မျိုးရှိပါတယ်။ရေမှာပျော်ဝင်နိုင်တဲ့အမြင်တက်ပါတဲ့အစားအစာတွေကဆိုလို့ရှိရင်တော့ဝမ်းကိုပျော့စေပြီးတော့ဝမ်းသားရတာကိုလွယ်ကူစေပါတယ်။အဲ့ဒီအစားအစာတွေကဆိုလို့ရှိရင်တော့ပဲမျိုးပန်းသီးလိမ္မော်သီးစတဲ့အစားအစာတွေပဲဖြစ်ပါတယ်ရေမှာမပျော်ဝင်နိုင်တဲ့အမြင့်နဲ့ပါတဲ့အစားအစာရဆိုလို့ရှိရင်တော့ဥလန်းချောင်းလှုပ်ရှားမှုကိုကောင်းစေပြီးတော့ဝမ်းသားရတာကိုလွယ်ကူစေပါတယ်။မြေပဲလိုအစေဆန်စံလုံးညိုနဲ့ဟင်းသီးရွက်အများစုမှာဆိုလို့ရှိရင်ပါဝင်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ကိုလက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်တာပဲဖြစ်ပါတယ်။အချိန်ကြာကြီးမလုပ်ဘဲနဲ့ငြိမ်နေတဲ့ခါမျိုးမှာဆိုလို့ရှိရင်ဥလန်းချောင်းလှုပ်ရှားမှုကနှေးလာတတ်ပါတယ်။ဥလန်းချောင်းလှုပ်ရှားမှုနှေးတဲ့ခါမျိုးမှာဆိုလို့ရှိရင်ဝမ်းချုပ်တာကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့ပုံမှန်ကိုလက်လှုပ်ရှားမှုပြုလုပ်ပေးရတာဆိုလို့ရှိရင်လည်းဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။နံပါတ်4ချက်ကတော့စိတ်ဖိစီးမှုရှော့ချခြင်းပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုကဆိုလို့ရှိရင်လည်းအစာရည်နဲ့ဥလန်းချောင်းကိုများစွာသောအကျိုးသက်ရောက်မှုကိုဖြစ်စေပါတယ်။စိတ်ဖိစီးမှုကြောင့်ဥလန်းချောင်းလှုပ်ရှားမှုကိုနှေးစေပြီးတော့ဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့စိတ်ဖိစီးမှုရောကြအောင်အားကစားလုပ်တာတချင်းဆိုတာတရားထိုင်တာစတဲ့ကိုပါနာပါတဲ့အလုပ်လေးတွေကိုလုပ်ပေးခြင်းအပြင်လည်းဝမ်းချုပ်အောင်ကာကွယ်နိုင်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့ဝမ်းသွားခြင်းလို့ရှိရင်တော့အောင့်မထားပါနဲ့အိမ်နဲ့သွားခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်အောင့်ထားလိုက်တဲ့အခါဝမ်းထဲမှာရေဓာတ်ခမ်းခြောက်သွားပြီးတော့ဝမ်းနေရာမှာကြောဝါပြီးတော့ဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်ဒါကြောင့်မလို့အိမ်နဲ့သွားခြင်းတဲ့အခါအောင့်မထားဘဲနဲ့သွားလိုက်ခြင်းရဆိုလို့ရှိရင်လည်းဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်တဲ့အလေးအကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်ဒီနည်းလမ်း၅ခုကိုလိုက်နာခြင်းအပြင်ဝမ်းတစ်လုံးကောင်းလို့ခေါင်းမခဲနိုင်ကြတော့ဘဲနဲ့ဝမ်းချုပ်ခြင်းအနေရည်ကနေပြီးတော့ရှောင်ရှားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်